တေချာလေးလာကြည့်ပါဒါဟာသမုတ်တရားရဲ့လှုပ်ဝက်စစ်မြေပြင်ပဲဖြစ်ပါတယ်ရေပွဲကကြောက်တုံးတုံးလိုဟန်ဆောင်ပြီးလုံးဝလှုပ်ရှားမှုမရှိပဲပြီးပြည့်စုံတဲ့အယောင်ပြောင်းလဲမှုနဲ့ပုံအောင်နေပါတယ်ငါးတကောင်ကသူ့အနာကိုဖြတ်ကူးသွားပြီးခဏလောက်အထင်မှားသွားပါလိမ့်မယ်ပြီးတော့အချိန်နောက်ကျသွားပါပြီရေပွဲကအလုံးမြန်ဆန်ပြင်းထန်စွာတိုက်ခိုက်လိုက်ပြီးငါးကိုသူ့ကူထဲကိုဆွဲခေါ်သွားပါတယ်သမုတ်တရားထဲမှာတိတ်ဆိတ်သွားပြန်ပေမဲ့အမဲလိုက်တာကတော့မပြီးဆုံးသေးပါဘူးအနီးနားမှာတော့ငါးကြီးတကောင်ကဒီလိုဟာမှုကိုတတိထားမိသွားပြီးအချိန်ပြင်းပြင်းနဲ့ဝင်ရောက်ကြိုက်ခဲလိုက်ပါတယ်ရေပွဲကအဖမ်းခံလိုက်ရပေမဲ့မထိတ်လန့်သွားပါဘူးသူကမင်းမဲရောင်တွေကိုထုတ်လွှတ်လိုက်တာကြောင့်ရေထဲမှာချက်ချင်းအမှောင်ထုဖုံးလန်းသွားပြီးလွတ်မြောက်သွားပါတယ်ငါးကြီးကမမြင်ရတဲ့အစုံဟိုဒီလိုက်ရှာပေမဲ့မိခိုးငွေတွေကြားထဲမှာသူရှာမတွေ့တော့ပါဘူးရေပွဲကလွတ်မြောက်သွားပါတယ်မီတာနှဲငယ်အကွာမှာတော့မရှင်းတကောင်ကငါးငယ်တကောင်ကိုတစ်ချက်ထဲနဲ့တကောင်လုံးမျိုးချလိုက်ပြန်ပါတယ်တန်တာကြောက်တန်းတွေဟာအမြဲတမ်းရှာတုံထွေးနေပါတယ်ငင်းချမ်းတဲ့အချိန်ဆိုတာမရှိပါဘူးအနီးနားမှာနောက်ထပ်ခြုံခိုတိုက်ခိုက်မှုတစ်ခုဖြစ်ပွားနေပြန်ပါပြီကြောက်ငါးတကောင်ကတဲပြင်ပေါ်မှာလုံးဝမလုံးမရှက်နဲ့ရေအောက်ခြေရဲ့အစိပ်ပိုင်းတစ်ခုလိုပုံစံမျိုးနဲ့ထိုင်နေပါတယ်ငါးတကောင်ကသူ့အနာကိုအလွန်ကပ်ပြီးဖြတ်ကူးသွားတဲ့အခါချက်ချင်းမျိုးချခံလိုက်ရပါတယ်ဘာတတိပေးချက်မှမရှိဘယ်သူမှလည်းမလွတ်မြောက်နိုင်ပါဘူးဒါဟာငါးဖမ်းတဲ့နေရာတသက်မဟုတ်ပါဘူးဒါဟာစက္ကန့်တိုင်းမှာဖြစ်ပျက်နေတဲ့အသက်ရှင်တန်ရေးတိုက်ပွဲတစ်ခုပါတတော်ဝါတိုင်းကအမဲလိုက်သူဒါမှမဟုတ်အမဲလိုက်ခံရသူဖြစ်နေကြပါတယ်ဒါဆိုပြောပါဦးဒီသမုတ်တရားထဲမှာတင်က1မိနစ်လောက်တောင်အသက်ရှင်နိုင်ပါမလား